တခါကအဖိုးအိုတယောက်ဟာလူကိုပြန်လဲနှုတ်ပြိုစနေနိုင်တဲ့ထူးဆန်းတဲ့အသီးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့တယ်။သူဟာဘာကိုမှတွန့်ဆုမနေပဲအဲ့ဒီအသီးကိုအိမ်ယူလာပြီးယောဂတဲ့ဇနီးတွေကိုကျွေးလိုက်တာပေါ့။ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့မယုံနိုင်စရာဖြစ်ရတဲ့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ကွင်းဟာအသက်20အရွယ်မိန်းကလေးတစ်ယောက်ဖြစ်ပြန်လဲနှုတ်ပြိုသွားပြီးခင်မွန်းဖြီတီကိုအားသင့်စေဖို့အိမ်ကိုပြန်လာခဲ့တယ်။လေတံတစ်ယောက်နှုတ်ပြိုသွားတဲ့ဇနီးတွေကိုမြင်လိုက်ရတဲ့အခါစွန့်အားမြင်တတ်သွားခဲ့ရတယ်။ကွင်းဟာလေခင်မွန်းဖြစ်သူနဲ့အကြာကြီးအတူတူပေါင်းသင်းချင်တာကြောင့်အဲ့ဒီအသီးကိုလေတံကိုလည်းကျွေးဟိပြန်တယ်။ဒါပေမဲ့လေတံစားပြီးရတော့မှတော့သူ့ခန္ဓာကိုယ်ကပြိုမိမလာပဲအရင်အတိုင်းပဲဖြစ်နေခဲ့တယ်။ဒီအချိန်ကိုခွင်ကစိတ်ပြတ်သွားပြီးသူမရဲ့နောက်ထပ်လုပ်ရက်ကလေတံကိုအားတင်သွားစေခဲ့တယ်။ရှင်ခလီလိုချင်တယ်မဟုတ်လား။ဟိုးရင်တုန်းကတော့လိုချင်ခဲ့တာပေါ့။ဒါပေမဲ့အခုတော့မဟုတ်တော့ဘူး။ခွင်ကလေတံကိုနမ်းဖို့ကြိုးစားပြီးမဲ့လေတံကငင်းဆန်ခဲ့တယ်။အဲ့ဒီအခါကျမှခွင်ဟာသူမရဲ့ခင်မွန်းဟာတဖြည်းဖြည်းမချမ်းမထိပြီးအိုမင်းရင်ရော်နေပြီဆိုတာကိုသတိထားမိသွားပါတယ်။သူမဟာစိတ်တူတူနဲ့လမ်းပေါ်ထွက်လာခဲ့ရမှာမမျှော်လင့်ပဲသူမရဲ့အခြေဦးဖြစ်သူ Max နဲ့ဆုံခဲ့ပါလိရော။ Hi Max အဲ့ဒီအချိန်မှာလေတံရောက်လာပြီးခွင်ကိုအိမ်ပြန်ခေါ်ဖို့ကြိုးစားပြီးမဲ့နှုတ်ပြိုနေတဲ့ခွင်ကသူ့နောက်ကိုမလိုက်ချင်တော့ဘူး။သူမဟာလေတံရဲ့လက်ထဲကနေယုံထွက်ပြီး Max ရဲ့အင်းကိုအပြေးလွှာလိုက်သွားခဲ့တယ်။ Max ကငါတို့တယောက်ကိုတယောက်ပြန်ချစ်လို့ရပြီလေငါ့ကိုယုံကြည်စမ်းပါလို့ပြောခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါလေတန်းဟာကွင်းပြောင်းနေတာကိုသိလိုက်ရပြီး Max အိမ်ကိုချက်ချင်းလိုက်သွားခဲ့ပြီမဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်သူမြင်တတ်သွားခဲ့ရတယ်။ Ray မင်းဘာလုပ်နေတာလဲ။ तू မငါနဲ့ပဲဒီမှာနေတော့မှာ။ငါတို့အခုတေးပေးနဲ့ရင်ဆိုင်နေတာပြီဆိုတာမင်းမသိဘူးလား။ငါရှင်းပြတတ်တော့ဒါပေမဲ့မင်းအခုသွားဖို့လိုတယ်။ငါ့ကိုယုံကြည်ပေးဖို့ပဲလိုတယ်။ငါမယုံဘူး။လေတန်းဟာစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့ရဲ့ခွေးဦးကြီးကပြန်အိုးသွားတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။အဲ့ဒီခွေးလေးဟာတရက်ကအတီးကိုမတော်တဆစားမိလို့ခွေးပေါက်လေးဖြစ်သွားတာဒါပေမဲ့အခုတော့မူလအတန်းနဲ့အိုးမင်းသွားခဲ့ပြီဒါကိုမြင်လိုက်မှလေတန်းတလောက်အတီးကြောင့်ရောက်တဲ့နှုတ်ပြခြင်းဟာခဏခဏပဲဆိုတာကိုသတိပြုမိသွားသလိုဂွင်ညက် Max တို့ရဲ့ဆက်ဆံရေးဟာလည်းကြာရှည်မှမဟုတ်တော့ဘူးဆိုတာကိုနားလည်သွားပါတယ်ဒါပေမဲ့ရအနေငယ်အကြာမှာပဲဂွင်တလောက်ကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပြီးသူမရဲ့ဖိုက်လေတိတိတသားကိုမြန်မြန်ဆန်ဆန်ဤထွားလာခဲ့ပါတော့